Hello everyone အားလုံးမင်္ဂလာပါရှင်ခီဒီပါခီဒီကတော့ဒီနေ့မှာဗီဒီယိုမတင်လာကြပြီပေါ့နော်ခီဒီဗီဒီယိုမတင်ရတဲ့အကြောင်းရင်းကိုလည်း YouTube က post မှာတင်ထားတယ်လို့ထင်ပါတယ်ခီ YD နားလိုက်တာပေါ့နော် YD နားရဆိုပေမဲ့ခီခုပြန်လာပြီပေါ့နော်ခီခုနေ့ရက်3ရက်တွင်မှာကျောင်းဝဖိတ်တယ်ဆိုတော့ခီရောဗီဒီယိုလေးတွေကိုတင်ပေးဖို့ရှိပါတယ်ခုဗီဒီယိုကတော့တပုတ်လောက်ပဲတင်လို့စဉ်းစားထားရပေါ့နော်ခီဒီနေ့ရက်တွင်လိုက်တက်ပါတယ်ရှင်ဒီဘက် channel မှာဗီဒီယိုမတင်တော့လေကြာပြီဆိုတော့ subscribe နှဲသွားမှာဆိုလို့ viewer နှဲသွားမှာဆိုလို့ခီလာတင်တာပါဒီနေ့မှာတော့ခီဒီက2026မှာ Sakura School Semester ရဲ့အထစ်အသစ်တွေကိုပြမှာပါsorry မလို့ upgrade တွေပါကဲဒါဆိုရင်စလိုက်အောင်ခီရိုပထမဆုံးနေနဲ့ upgrade ကအင်ဂျီတွေကထွက်ပါတယ်ဒီအတန်းနဲ့ဝင်နေပါတော့အင်ဂျီတွေကထွက်ပြီးအင်ဂျီပေါ်လေးပြပါမယ်ခီရိုအင်ဂျီရဲ့အောက်ဆုံးတန်းမှာဆိုရင်ထပ်ပြီးတော့ထွက်လာပါတယ် Idol 5 Idol 6 uniform of FSV ထွက်တယ်ပေါ့နော်ခဏအဲ့ဒါ uniform Idol 5ကမပါပါဘူး Idol 6 uniform of FSV ပေါ့နော်မလို့ Idol 6ဆိုရင်တော်တော်လေးလာတယ်ပေါ့နော် uniform F လေးလည်းမဆိုပါဘူးရှင်ဒီ FSV လေးလည်းတော်တော်လာချစ်စရာလေးပေါ့နော်Idol 6ကလေးကတော့တော်တော်လာရလို့ခီဒီစိတ်ထဲမှာခံစားမိပါတယ်Idol 6ကလေးကပို့ပြီးတော့ဖြူရလို့ထင်ရတယ်ပေါ့နော်တရုတ်ဘာရှင်လေးတွေနဲ့ပါတာပဲအေးကြီးတယ်မဟုတ်ဘဲနဲ့ခီတို့ဒီစပင်းထဲမှာလည်းလာပါတယ်ရှင်စပင်းထဲမှာဆိုရင်ခီကူထားရတဲ့စပင်းပုံစံလေးပေါ့နော်ဒီပေါ်နှစ်ခုထွက်ပါတယ်ရှင်ဒီပုံစံလေးပါအဲ့ဒါရဲ့ဒီစပင်းလေးရဲ့ပေါ့နော်ယူတာလေးကိုတော့ပို့ကြိုက်ပါတယ်ရှင်ကဲအဲ့ဒါပဲပေါ့နော်ဝစားလေးရဆိုရှင်အဲ့ဒါတစ်ပြီး update ထွက်တယ်ပေါ့နော်နောက်ပြီးတော့ခီတို့ခဏနေဦးနေရာအသစ်တွေရောရှိလားမသိဘူးနေရာအသစ်ကလုံးဝထွက်ဘူးနော်နေရာအသစ်ထွက်ရင်ကောင်းပါပြီခီတို့ထပ်ပြပါမယ်အယုံဆုံးနေနဲ့ခီတို့မီနိုးတဲ့ပုံရပါမယ် MVP ဆိုလို့ရှိရင်တော့ခီတို့ pro ပို့ကြပါမယ်တော်ပြီခီရို item ပေါ့နော် item နဲ့ကိုတန်းဝင်သွားပြီအမခီရို future လားဟုတ်လား future မဟုတ်ရင် all ထဲမှာလေးရှိနေအောက်ဆုံးဒီဘားလေးပြီးဆွဲသွားလိုက်ပါဒီမှာအသစ်ထွက်တယ်ပေါ့နော်ကြောက်တုံးလေးတွေမိုက်တော့မိုက်ပါမဆိုဒီမှာပေါ့နော် item လေးတွေအသစ်ထွက်ပါရှင်ဒါ upgrade ပါအများကြီးပဲအိုးပို့တယ်မှာဟိုပါဘောနော်အများကြီးဖတ်တယ်ဟင်းခွက်တွေဆိုလားဒီလိုမိုက်တယ်နော်အများကြီးလောက်လို့ရပြီဒီမှာဆို cherry bun လေးပေါ့နော်ခီးပြမယ် cherry bun အကြီးလို့လည်းမယ်လိုက်တယ်လို့cherry စီဘောနော်အများကြီးပဲဒီမှာဆိုအများကြီးပဲရှင်အများကြီးပဲထွက်တယ်ပေါ့နော်တော်တော်များအများကြီးထွက်တာကိုတွေ့ရမှာပါဒီမှာဆိုအော်တိုင်းနေရမဟုတ်ဘူးပေါ့နော်ခီရိုပြီးတော့ Mera Man လေးလည်းထွက်ပါတယ်မန်ကိုဘိုက်ကိုလုံးစီရမလို့တော့ဘောရှင်အသစ်ထွက်တော့ပိုကောင်းတာပေါ့ဒီမှာမန်ပုံစံလေးပါဒီမှာဆိုပိမွားတော့တွေ့သူပါပြီတာကဲဒါကတော့အခု2026မှာအသစ်ထွက်တဲ့ upgrade လေး Sakura School Semester မှာပါလာတဲ့ဟာလေးတွေကိုခီးပြပြတာပါပထမတော့ငါခီးရဒီ upgrade ကို2029မှာလုပ်ဖြစ်မယ်လို့ရှင်းတာပါဒါပေမဲ့လည်းအခြေအနေကပိုဆိုးသွားပြီပေါ့နော်အဲ့တော့ဒီ upgrade လေးတွေကိုလည်းသိပြီဆိုတော့ Google ပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် upgrade တင်ပြီးတော့ဆော့လိုက်တော့နော်ဘိုင်ဘိုင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ